ဒါကျွန်တော်တို့ Cotron Group ကနေစစ်ပေပါတင်ဖို့ customer တူမှောက်ထားလေတောက်ဖို့မှာဖြစ်ပါတယ်ကျွန်တော်ဒီကောင်ကတော့အမြင့်ပေ9ပေထိလေးလို့ရမှာဖြစ်ပါတယ်မော်တာကတော့ AC မော်တာ1000 watt နဲ့ဖြစ်ပါတယ်ဒါကျွန်တော်တို့ customer site ကိုတောက်ဖို့မှာပေါ့နော် customer ကိုတောက်ဖို့မှာဖြစ်ပါတယ်ခင်ဗျာအောက်တမီတော့ပါရောနော်ကျွန်တော်တို့ဒီစက်ရုံမှာပေါ့နော်ပေပါတွေတင်ဖို့ဂုံညမ်းတင်ဖို့ဒါရောက်ဆန်းသက်ပေးရဖြစ်ပါတယ်ကျွန်တော်မြင့်ပေရတော့9ပေရမယ်ပေါ့နော်ကျွန်တော်ဆက်ပြဂုံညမ်းစီတွေသူကတင်မှာပေါ့နော်အဲ့လောက်ကြီးဘာကြည့်နေနော်တိုက်ပါရလားရတယ်နော်โอเคရပြချမယ်ဒါကစားမှာစိတ်တိုင်းကြလာရောက်တက်စင်စမ်းသပ်ပေးတာဖြစ်ပါတယ်သူကရက်ထားတဲ့နေရာမှာကြက်လာမှနေပြုံးမကြဘူးရဲ့လူချင်းမတို့ဒီစက်ရုံတွေမှာဒီလိုဝင်ပေါ်အသေးသားလေးတွေပေါ့နော်မားဖို့လိုရရင်ကျွန်တော်ကိုထောင်လို့မှာတက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ဒါကတော့ဒီဆက်ပြကုန်းညဆက်ရုံမှာလာပြီးတော့ပဆောင်ပေးတာဖြစ်ပါတယ်ခင်ဗျာအသေးစိတ်ကိုကျွန်တော်ကိုထောင်လို့မှာချစ်ခင်ရင်းနှီးစွာသမီးရန်ဝယ်အားပေးတာဖြစ်ပါတယ်ခင်ဗျာ